ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျဒီကနေ့ကျေးဇူးစုကိုစုကူရရှိခဲ့တဲ့မြန်မာမျိုးသမီးအသင်းတွေဟာလည်းမိမိတို့ရဲ့ပြိုင်ဘက်တွေကိုအသီးသီးကြော်ဖြတ်ဖို့ကြိုးစားရမှာသူတို့ရဲ့တာဝန်တွေကိုကျေပြင်းစွာထမ်းဆောင်ရင်းနဲ့ပဲနောက်ဆုံးမှာအခုကျေးဇူးစုကိုလက်ခံရယူသွားမှာဖြစ်ပါတယ်ခင်ဗျကျေးဇူးစုလက်ခံရယူမဲ့မြန်မာအသင်းဖြစ်ပါတယ်ခင်ဗျအကျိုးဘူလူပွဲမှာမြန်မာမျိုးသမီးအသင်းဟာထိုင်းမျိုးသမီးအသင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ကစီဂိမ်းပြိုင်ပွဲဝင်မြန်မာလက်ရွေးစင်အားကစားမောင်မယ်များကိုပေးပို့တဲ့တဝန်လာထဲမှာတော့အမျိုးသမီးဘောလုံးပြိုင်ပွဲဆီမီဖိုင်နယ်ပွဲမှာဆိုရင်တနိုင်ငံလုံးရဲ့မျှော်လင့်ချက်တွေကိုထမ်းပိုးထားခဲ့တဲ့သမီးငယ်တွေဟာအမိနိုင်ငံရဲ့သမီးကောင်းရန်နာများပြီးတတ်နိုင်သမျှဆိုတာထက်သာလွန်တဲ့ကြိုးစားအသင်းလိုက်စီလုံးညီညွတ်မှုမခုမကတန်းစ조사အားထုတ်မှုတို့ကိုစာနမူနာအတုယူပွဲရာလက်တွေ့ပြသခဲ့ကြတဲ့အတွက်မြန်မာနိုင်ငံနဲ့မြန်မာပြည်သူများကိုစားချီးကျူးဂုဏ်ပြုလိုက်ပါတယ်လို့ဖော်ပြထားတာကိုလည်းကျွန်တော်တို့ထုတ်နှုတ်တင်ပြအပ်ပါတယ်ခင်ဗျာခုချိန်ကစတဲ့ပြီးကျေးဇူးတော်နဲ့တတိယဆွေရရှိတဲ့မြန်မာနိုင်ငံထဲမှာအောင်မြင်တဲ့စီးပွားရေးကိုဒီအရေးလေးတိုင်းနဲ့သိအောင်ပါရှင်။ Xin chào, tôi đi ra sân ba, xin nhận đề bài sẽ có một số những ý thả nào, đi ra giúp quý vị tên gì gì, bạn thấy rằng người ta chỉ muốn số nhau về, đừng quý ý thì thả nào một gì, đang lo với lại nhiều quá, để xa xóa bạn ra là một gì. I respectfully request Union Minister for Rail Transportation Incentive and Manly Region Minister for Social Affairs, Dr. Will Lai, to give prizes and mascots to Myanmar women's football team, please. တတိယဆိုရမြန်မာနိုင်ငံထဲမှာလာလာများတုံးချင်းတဲ့ဆိုရနေအမေရိကလက်ဆောင်ရုံများလက်ထပ်ပေးနိုင်ပါရဲ့ဖိတ်ခေါ်ပါပါရှင် May I call on the players of Myanmar team to accept prizes and mascots, please. အားသာဝန္ဒနာရှင်မိဘပြည်သူများခင်ဗျာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ကစီးကိန်းပြိုင်ပွဲဝင်
မြမလက်ရွေးစဉ်အားကစားမောင်မယ်များသို့ပေးပို့တဲ့တဝန်လာထဲမှာမြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းဆိုရင်လဲချွေတစိမ့်စုကိုမရရှိနိုင်ခဲ့ပေမဲ့ပြည်သူတွေပေးတဲ့ချန်ပီယံစုကိုရရှိခဲ့ကြပြီးဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။နောက်ဆက်လက်ဖော်ပြထားတဲ့အချက်လက်တွေကတော့ဆက်လက်ရှင်ပြိုင်ကြရမယ်အားကစားပြိုင်ပွဲအသီးသီးမှာလဲမြန်မာဆိုတဲ့နိုင်ငံကုန်မြန်မာဆိုတဲ့အမျိုးသားရေးသိက္ခာကိုအစွမ်းကုန်မြင့်တင်နိုင်ဖို့အစွမ်းကုန်ကြိုးစားကြမယ်ဆိုတာကိုလည်းအပြည့်အဝယုံကြည်ပါတယ်။ကိုစီတာဝန်ခြေပြွန်ခဲ့ကြပြီးဖြစ်တဲ့အားကစားမောင်မယ်များအားလုံးရှေ့ဆက်ပြီးလဲနိုင်ငံပုံရိပ်နဲ့နိုင်ငံဂုဏ်သိက္ခာကိုဂုဏ်ယူဝင်ကြွားနိုင်အောင်ဆက်လက်ကြိုးပမ်းမြင့်တင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်လို့လည်းဖော်ပြပါရှိပါတယ်ခင်ဗျာ။